ဒါဈေးနှုန်းလေးကျွန်တော်ပြောပြမယ်ပေါ့နော်ဒီမှာတစ်ချက်လောက်ဒီကောင်လေးတွေက6သိန်းခွဲပါခင်ဗျအတော့24လက်မှအယိုး10လက်မှဒီကောင်လေးလည်းအတူတူပါပဲเนาะအယိုးသွားအတူတူပါပဲအယိုး10လက်မှအတော့24လက်မှ6သိန်းခွဲပါဒီကောင်လေးတွေကကျွန်တော်တို့3သိန်းခွဲပါဒီကောင်လေးတွေကလည်း2သိန်းခွဲပါ2သိန်းခွဲ2သိန်းခွဲ2သိန်းခွဲဘာလို့လဲဒီကောင်တွေကအကုန်လုံးကအယိုး10လက်မှအတော့24လက်မှနော်ဟုတ်မှာအတော့20အတော့လက်မှ20အယိုးကတော့ဒီကောင်က10လက်မှပါဈေးနှုန်းလေးကဒီကောင်2သိန်းခွဲပါခင်ဗျာနော်ကြီးကွင်းလေးတွေပါလေ share ပေါ့ဒီမှာလည်းရှိပါတယ်2သိန်းပါနော်ဒုတ်သားလေးဒီကောင်လေးဆိုလို့ရှိရင်2သိန်းခွဲပါဘိုက်ပါနေလာခဲ့ပါနော်ခွန်နဲ့9393ဒီမှာ2သိန်းခွဲပါခင်ဗျနော်ဒုတ်သားဒီကောင်လေးဆိုလို့ရှိရင်တော့ကျွန်တော်3သိန်းနဲ့2000ကြပါရနော်ဓမြောင်လေးတွေကသာပြပေးမယ်ဈေးနှုန်းလေးဈေးနှုန်း3သိန်းပါခင်ဗျာဒီကောင်လေးကလှရနော် share လေးဒီမှာ3သိန်းပါနော်ပေါ့ပါလေးနဲ့ဒီမှာ3သိန်းပါခင်ဗျဒီမှာကျွန်တော်2သိန်းခွဲအသွား15လက်မှအယိုးကဒီကောင်လေးရ8လက်မှနော်တော့2သိန်းခွဲပါနော်ကျွန်တော်ဒီမှာဓာတ်တွေအများရှိပါတယ်နောက်ထပ်ပြအောင်မယ်ဗျာဈေးနေတာလေးပြအောင်ဒီကောင်လေးအသွား15လက်မှပဲရှိရဗျအယူကကျွန်တော်တို့9လက်မှဈေးနှုန်းလေးက33000ပဲရှိရတန်အရည်သွေးကကောင်းတဲ့ထဲမှာလည်းမပါဘူးမကောင်းတဲ့ထဲမှာလည်းမပါဘူးတင်းရှိရနော်အနက်လေးရှိရကျွန်တော်ဒီ2ရောင်ရှိရပါနော်3သိန်းတစ်ချောင်း3သိန်းနဲ့3000ကျွန်တော်3သိန်းခွဲတန်လေးပြမယ်အသွားလက်မှ20ဒီကောင်လေးရ share လာနော်အိမ်မှာထားလဲလာဒီကောင်အနက်ရှိရဒီရောင်လေးရှိမှာဒီကောင်လည်းအတူတူပါပဲနော်ဒါတော့လေးတစ်ချက်လောက်ထုတ်ပြဆိုတော့ထုတ်ပြပေးပါမယ်ဗျာအပြောမဟုတ်နော်အပြောတယ်မဟုတ်နော်ခုဘကအပင်တွေရောတော့ပြန်မြင်ရဟုတ်တယ်နော်အားလုံးကျေးဇူးတင်ပါတယ်မှားဦးမယ်ဆိုရင်ခွန်နဲ့93ကိုပဲမှားလိုက်ပါခင်ဗျာကျွန်တော်တော့မင်းတင်ပါဒီမှာလားဒီကောင်လေးတွေဆိုလို့ရှိရင်2သိန်းခွဲနဲ့ပဲပေးမှာဒီဓာလေးဆိုရင် share လာဒီမှာနော်ပုတ်ကကောင်တွေကတန်ညံ့တယ်ဒီကောင်ကတော့ဒီကောင်ကပါနက်ဆက်တဲ့ဓာမျိုးပေါ့နော်ရှန်နာလေးလိုချင်တယ်ဆိုတော့အဲ့ကောင်လေး33000မှာအသွားလက်မ20